ည7နာရီထိုးပါတော့မရှင်ဒါပေမဲ့ IV ဒီနေ့အိတ်မပြောဘူးဘာလို့ဆိုရင် IV တို့ကိုနိုနာကယထာဂိတ်မှာလေကားတိုက်မှုဖြစ်သွားတာဆိုတော့အဲ့ဒါတည်င်းတွေကိုကြည့်ပြီးတော့လေအရန်စိတ်ညစ်နေတာ IV ကိုရိုင်းလည်းအဲ့ဒီယထာဂိတ်ကိုလေဒီနေ့2နာရီကျော်2နာရီခွဲလောက်ကမှ IV နဲ့ IV ညီမနဲ့အဲ့ဒီယထာဂိတ်နာမှာပေါ့နော်ဒီ IV တို့ကိုနိုနာတခြားကိုနိုတစ်ခုသွားတာကွယ်လမ်းလျှောက်ပြီးတော့လေဆိုတော့ IV တို့ကအဲ့ကိုနိုကနေပြန်လာတာပေါ့နော် IV တို့ကိုနိုဆိုတော့အဲ့ယထာဂိတ်နာမှာပဲ IV တို့လမ်းလျှောက်ခဲ့တာကွယ်အကြာကြီးအဲ့ဒါနောက်ထပ်နိုင်ဝက်တနိုင်လောက်လည်းနေရောအဲ့မှာကားတိုက်မှုဖြစ်တာပေါ့နော်ယထာနဲ့ကားနဲ့တိုက်တာလေဒီနေ့ဆိုရင်ဒီနေ့ကတော့တော်တော်လေးသတင်းတွေအများကြီးတက်လာတွေ့မဲ့ထင်ပါတယ်ဆိုတော့အရန်ဟိုဘယ်လိုပြောရမလဲဟိုသတင်းတွေကြည့်ပြီးတော့အရန်လဲစိတ်ညစ်ပြီးတော့အရန်လဲစိတ်မကောင်းဖြစ်တယ်ပေါ့နော်အဲ့တော့ IV စားလဲမစားနိုင်ဘူးကွယ်အဲ့နဲ့ IV မစားပဲနေရအခုကျတော့ IV ဘိုက်ရန်စလာတော့လေအဲ့နဲ့ IV ညီမကလည်းဟိုသူကပေါ့နော်သူလည်းပိုက်စားရဆိုပြီးသူကအမှကြော်မှားလိုက်တာပေါ့နော်ဆိုတော့IV ကြော်လေးစားမယ်ဆိုပြီးကိုလည်းအိတ်မပြောမဲ့တူတော့ပေါ့နော်ငါဗီဒီယိုလေးရိုက်လိုက်မယ်ပေါ့နော်အဲ့တင်ကြားပြီးတော့တကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ် IV ကိုနိုကနေကိုဓာတ်ရိုက်မြင်ရတယ်ပေါ့နော်ဘာလို့ဆိုကက်ရက်ကွယ် IV ကိုနိုနဲ့အဲ့ဒီယထာကိန်းနဲ့ကက်ရက်ဆိုတော့လေအရန်မှာဘယ်လိုပြောရမလဲမသိဘူးပေါ့နော်ဘယ်လိုပြော message မိတ်အတွင်းမှာပေါ့နော်အဲ့လိုပြောရမလားအရန်ကြောက်စရာကောင်းတယ်နော်တကယ်ဘာပြောရမလဲမသိတော့ဆိုတော့ IV ရ food blogger ဆိုတော့ IV ရတော့ဟိုအစားပါမယ်ရှင်ဒါပေမဲ့တကယ်ဟိုမှဟိုစိတ်မကောင်းဖြစ်ရပါတယ်ရှင်ကဲဆိုတော့စားပါမယ်ဆိုတော့ IV အေးလေးမျိုးပြင်ဆင်ထားပါတယ်ရှင်ဆိုတော့အေးလေးရင်တောက်မယ်နော်ဘာရင်တောက်ရင်ကောင်းမလဲဒါလည်းရင်တောက်ပါမယ်ရှင်ဒါလေးပါရှင်ဖြစ်သွားတာတကယ် IV တို့နဲ့နိုင်ဝက်လောက်ပဲကွာတာပေါ့နော်တကယ်KFC လေးစားပါအောင်ရှင်စားကောင်းအေးလေးတောက်ပါမယ်ရှင်အဲ့ယထာကိတ်ကကြတော့လေဘယ်လိုပြောရမလဲအမှတ်တရကြီးလည်းအများကြီးရှိရပေါ့နော်အခုကားတိုက်မှုဖြစ်သွားတာယထာကိတ်လေကားတိုက်မှုဆိုတာထက်ကားကယထာတာပေါ့နော်အဲ့ဒါကိုယထာကဝင်ပြီးတော့ကျုံသွားတာပေါ့နော်ဆိုတော့ကားတွေရောဘတ်စကားတွေရိုးကားတွေအိမ်စီးကားတွေရောစိုက်ကယ်တွေရောအများကြီးပဲဟိုထိခိုက်တဲ့သူတွေအများကြီးပဲပေါ့နော်ဆိုတော့အရန်တော်လေးကိုမှအသေးပြောက်များမယ်ထင်ပါတယ်ဆိုတော့IV ကဟိုပုံမထပ်စားလို့ရှိရင်ကြတော့လေကိုကဒီဖုန်းထဲမှာပဲမြင်ရတယ်ဆိုအဲ့လောက်ထိတော့မဟုတ်ပေါ့နော်အော်စိတ်မကောင်းဖြစ်တယ်ပေါ့အခုကျတော့ကိုကဟိုဓာတ်ရိုက်ကြီးကွယ်တည်ရမလား IV တို့ကိုရှိတတ်တယ်ပဲဆိုတော့လေကိုမြင်နေရတော့လူကလေစိတ်မကောင်းဖြစ်ပြီးIV ဘာမှမစားရသေးဘူးခုချိန်ကြီးအရင်စိတ်ညစ်ပြီးတော့လေဒါပေမဲ့အခုကျတော့7နိုင်တဲ့ကြော်ဘိုက်ကလည်းအရင်စားရဲဆိုတာထက် IV ညီမလည်းတခုတော့စားဆိုတော့သူဝယ်လိုက်တော့သူကမှာလိုက်တော့လေIV လည်းခုစားရပေါ့နော်ဆိုတော့တကယ်ကိုမှဘယ်လိုပြောရမလဲမသိဘူးစိတ်မကောင်းဖြစ်ရပါတယ်လို့စားကြပါဦးရှင်
ကဲစားလို့ပြီးသွားပါပြီရှင်ဆိုတော့အမြဲတမ်းပဲတော့အတိအကျလေးကပ်ပြီးတော့သွားပါရှင်ဘယ်ရမဆိုပေါ့နော်ပြောမှဆိုနေမြင်ညပြောက်ပေါ့နော်အရင်ကမှဘယ်လိုပြောမလဲကြောက်စရာကောင်းတယ်ပေါ့နော်ဆိုတော့ကိုကအသက်ရှိနေတဲ့အချိန်မှာတော့ပျော်လေးပျော်ရွှင်ရွှင်နေထိုင်ပါရှင်ဘာဆက်ပြောအောင်လဲမသိတော့ IV ဘိုက်တော့ပြီးသွားပြီပေါ့နော်ဆိုတော့ဘာမှလည်းမစားရသေးဘူးနေတဲ့တဲ့ကနေစိတ်ညစ်ပြီးတော့လေဘာလို့ဆို IV တို့ကနိုင်ဝက်လောက်ပဲကွာသွားတဲ့သဘောမျိုးပေါ့နော်နိုင်ဝက်တော့နောက်ကျလိုက်မယ်ဆိုလို့ရှိရင် IV တို့အိတ်နာမှာပဲ IV တို့ကွန်ဒိုကနေပြီးတော့ကွာကားတိုင်းမှုဖြစ်တဲ့ယထာကိတ်ကက်ရက်ကကွန်ဒိုကက်ရက်တောင်မဟုတ်ကွယ်အဲ့ယထာကိတ်နဲ့သူဆက်ထားတဲ့ကွန်ဒိုပေါ့နော်အဲ့ကွန်ဒိုကိုသွားတာအဲ့ကွန်ဒိုနဲ့ IV တို့ကွန်ဒိုကလည်းသူတို့မျက်စောင်းထိုးပဲကွယ်ဘယ်လိုပြောရမလဲအဲ့လိုမျိုးဆိုတော့လေအဲ့ရနေ IV တို့ပြန်လာပြီးတော့ IV ကွန်ဒိုပြန်လာပြီးတော့နိုင်ဝက်လောက်ကြာတဲ့အချိန်မှာဖြစ်တာဆိုတော့လေပြောရမှာဆိုရင် oh my god ပေါ့နော်ငါတို့ဒါနောက်ကြမယ်ဆိုလို့ရှိရင်ငါတို့ပါသွားနိုင်တယ်ပေါ့ဆိုတော့အဲ့လိုမျိုးပါတွေးမိရပေါ့နော်တကယ်လို့မှအဲ့လိုမျိုးပေါ့နော် IV ဘဝမှာလည်းအဲ့လိုမျိုးအများကြီးကြုံမှုပါတယ်တကယ်ကိုဘယ်လိုပြောရမလဲကိုသာအဲ့ဒီနေရာကိုစောသွားလိုက်မယ်ဆိုလို့ရှိရင်အဲ့လိုမျိုး accident တွေမှာပါသွားမဲ့အနေအထားမျိုးတွေနှစ်ခါတောင်ကြုံမှုပါတယ်ရှင်ဆိုတော့ဘယ်လိုပြောရမလဲနော်ဆိုတော့လောလောဆယ်ကတော့ IV ကတော့မပါသေးဘူးပေါ့နော်ဆိုတော့ဘယ်ချိန်ပါမလဲတော့မသိရသေးပါဘူးဆိုတော့ပါရင်လည်းပါပေါ့နော်အချိန်တန်ရင်တော့တက်ရှိတွေအကုန်လုံးကဒီလမ်းနဲ့ပဲသွားမှာဆိုတော့လေအပြတော့တွေးပြီးတော့ကြောက်မနေတော့ဘူးဒါပေမဲ့အတိတ်တွေတော့အမြဲကပ်ပေါ့နော်အဲ့တော့ကိုကအသက်ရှင်ကျန်းမာနေတဲ့အချိန်မှာပျော်ရွှင်ရွှင်လေးနေပါရှင်ပျော်အောင်နေပါရှင်အဲ့ဒီတော့ကြောင့်သူများကိုဝေဖန်တာတွေအပြစ်တင်တာတွေရှုံချတာတွေကိုခရီးမဆိုင်ပါနဲ့ရှင်ကိုနေကြတယ်လို့နေပါရှင်ခိုင်ကြရင် cringe ဖြစ်sin လည်းဖြစ်ပါရှင်ဘာမှခရီးမဆိုင်ပါနဲ့ရှင်ကိုနေကြတယ်လို့နေပါရှင်